ဟောအနောက်အရက်ဆိုတာဘာလဲလို့ဆိုရင်ပါမယအိမ်တော်ရသားကြတဲ့ပုဂ္ဂိုလ်ကြီးအနောက်အရက်လုံခြုံမှုအတွက်လှုပ်တဲ့လှုပ်ထိုက်တာပါတော့ဆိုရင်အမျိုးသားတွေအိမ်တော်ရသားကြပြီဆိုလို့ရှိရင်မိမိတို့ရဲ့ကျင့်ရာအမျိုးသမီးတွေပေါ်မှာမျက်မျက်နိုးနိုးဆက်ဆံရမယ်ကျင့်ကျင့်နာနာဆက်ဆံရမယ်လို့ဆိုလို့အထင်သေးအမြင်သေးဘယ်တော့မှမလုံးမိစေနဲ့ဒါတစ်ခုနောက်တစ်ခုကကိုယ့်ရဲ့ရှင်မောကျင်ဘက်ကလွဲလို့တခြားအပေါ်မှာစိတ်ဝင်စားမှုမလုပ်အောင်ဘူးနောက်အိမ်မှုကိစ္စနဲ့ပတ်သက်ပြီးတော့သူ့ကိုအားလုံးအနှံထားရမယ်ဒီလိုပြောတာတင့်တော်လှပတဲ့အစဉ်တစားများကိုလည်းပဲဆင်မြန်းပေးနိုင်ရမယ်ဟောဒီလိုဆိုတာနော်အဲ့ဒါလို့ဆိုလို့ရှိရင်အနောက်အရာဟာလုံခြုံသွားတယ်လုံခြုံသွားတဲ့အခါကျတော့အဲ့ဒီလိုလုံခြုံသွားတဲ့အခါကျတော့အိရှင်အမျိုးသမီးကဘာတွေတုံ့ပြန်ပြီးတော့ပေးလာတော့လို့ဆိုတော့အိမ်မှုကိစ္စတွေကိုစနစ်တကျဆောင်ရွက်တယ်ကိုယ်အိမ်မှာအလုပ်လုပ်တဲ့ပုဂ္ဂိုလ်တွေကိုလည်းပဲစနစ်တကျချီးမြှောက်တယ် organize လုပ်တယ်မိမိကိုယ်တိုင်ကလည်းအကျင့်စာရိတ္တကောင်းအောင်ထိန်းတယ်အိမ်ရှင်ယောက်ျားဆောင်းယူလာသမျှနော်လုပ်ငန်းကရလာသမျှငွေကြေးတနာတွေကိုလည်းမပြောက်ပြက်အောင်ထိန်းသိမ်းဆောက်ရှောက်တယ်အလုပ်အကိုင်နဲ့ပတ်သက်ပြီးတော့အိမ်မှုကိစ္စနဲ့လုပ်ငန်းကျွမ်းကျင်တယ်ပြင်းရမရှိဘူးဇွဲကောင်းကောင်းနဲ့အားလုံးကိုလုပ်တယ်လို့ဆိုတော့အနောက်မျက်နှာဟာလုံးဝလုံခြုံစိတ်ချရတဲ့အနေအထားမျိုးရိုးပေါက်ကြီးပိတ်တစ်ခုပိတ်သွားတယ်လို့သူတို့ပြောတာအဲ့ဒါဆိုရင်လောကမှာအောင်မြင်မှုရနိုင်တယ်လို့မြတ်စွာဘုရားတို့ဟောတာနော်အဲ့တော့မြတ်စွာဘုရားဟောတဲ့အတိုင်းသာအကုန်လိုက်နာကျင့်သုံးကြမယ်ဆိုလို့ရှိရင်တော့ပြဿနာဆိုတာအလွန်ကိုနည်းသွားပြီးတော့ကြီးပွားတိုးတက်မှုတွေဟာကြုံရမှာသိကြပါတယ်ဟောနောက်တစ်ခါမြောက်အရက်ဆိုတာဘယ်သူကိုပြောတာတော့ဆိုမိတ်ဆွေတွေကိုပြောတာအဲ့တော့မြောက်အရက်ဆိုတဲ့မိတ်ဆွေတွေကိုကိုမိတ်ဆွေပေါ်ဘယ်လိုလုပ်အောင်လဲဆိုလူတိုင်းဟာမိတ်ဆွေရှိတာပဲအဲ့တော့မိတ်ဆွေတွေပေါ်မှာဘယ်လိုဆက်ဆံမလဲလို့ဆိုတော့မြတ်စွာဘုရားကသင်္ဃဝတ္ထုတရား၄ပါးနဲ့ဆက်ဆံဖို့လိုအပ်တယ်မိတ်ဆွေတဦးနဲ့တူမိတ်ဆွေဖြစ်လာပြီဆိုရင်ကိုယ်လှဲ့သူ့လှဲ့တော့ရှိတာပေါ့နော်ကိုကသူ့မိတ်ဆွေလားသူကကိုမိတ်ဆွေလားနှစ်ခုစလုံးအတွက်ပြောတဲ့ဟာတဟာမြောက်ပိုင်းဆိုတာမိတ်ဆွေလို့ဆိုလို့တယ်အဲ့ဒီမိတ်ဆွေဖြစ်လာပြီဆိုလို့ရှိရင်ဘာလို့လက်ဆောင်ပစ္စည်းပေးတာကစပေးမှုကမ်းမှုလေးတွေရှိရတယ်ဒါကမေတ္တာနှောင်ကြိုးခိုင်မာဖို့အတွက်ဩငါ့ကိုတတိရတယ်အများတန်းဘာလေးဖြစ်ဖြစ်ချူထူဆန်းဆန်းငါ့ကိုပေးတယ်လက်ဆောင်လေးပေးတယ်မွေးနေ့လက်ဆောင်လေးပေးတယ်ဘာပေးတယ်ပေါ့နော်အဖို့တန်တန်မတန်တာတော့ထားပါပေးတယ်ဆိုလို့ရှိရင်မေတ္တာခြင်းဟာအမတန်မှနီးသွားနိုင်တယ်စိတ်နှလုံးကိုဆွဲဆောင်တဲ့ဟာတစ်ခုနောက်တစ်ခါစကားပြောတဲ့အခါမှာဘယ်တော့ဖြစ်ဖြစ်ရိုင်းရိုင်းပြပြမပြောဘဲနဲ့ကျင်နာတဲ့စကားလုံးရင်ကျေးတဲ့စကားလုံးနဲ့ပြောရမယ်တဲ့ဒါကိုပေယဝိဆာလို့ခေါ်တယ်ဟောနောက်တစ်ခုကအဋ္ဌစရိယသူကိစ္စရှိရင်မနေတတ်ဘူးသွားပြီးတော့လှုပ်ပေးတယ်ကုညီတယ်ဟောနောက်ဆုံးတစ်ခုကတမဏတ္တတာကိုယ်နဲ့ဓာတုထားဆက်ဆံတယ်ဘာဖြစ်လို့လဲဆိုလူဆိုတာကိုယ့်ကိုအထင်သေးမြင်သေးဆက်ဆံရင်ဘယ်သူမှမခံနိုင်ဘူးနော်အထင်သေးမြင်သေးဆိုမရဘူးအဲ့တော့အထင်မြင်သေးတဲ့ဆက်ဆံမှုမျိုးမလုပ်ရဘူးတဲ့နောက်ဆုံးတစ်ခုကတော့ဘာလို့ဆိုအရေးကြီးတာဂတိတည်ရမယ်ဘယ်ကိစ္စပဲဖြစ်ဖြစ်မိတ်ဆွေပေါင်းတင်မပြတ်စေခြင်းလို့ရှိရင်ကိုပြောထားရင်ပြောထားတဲ့ဂတိကိုတည်ရမယ်တည်စေရဘယ်တော့မှမလွဲချော်စေရဘူးတဲ့အဲ့ဒါလို့ဆက်ဆံလို့ရှိရင်မြောက်အရာဟာလုံခြုံလာလိမ့်မယ်တဲ့အဲ့ဒီလုံခြုံလာလို့ရှိရင်သူ့ရဲ့ဆက်ဆံမှုကိုအကြောင်းပြုပြီးတော့တစ်ဖက်ကတုံ့ပြန်လာတယ်ဘာတွေတုံ့ပြန်လာလဲကိုမေ့နေတဲ့ဟာမေ့လျော့ပြီးတော့ကိုကခဏလိုမူးနေလို့ဖြစ်စေမေ့နေလို့ဖြစ်စေအဲ့ဒီလိုဖြစ်တဲ့အခါမှာသူကစောင့်ရှောက်ပေးတယ်ပစ္စည်းဥစ္စာတွေပျောက်မသွားအောင်ထိမ့်သိမ့်ပြီးတော့ပေးတယ်ကြောက်เสียဘေးနဲ့အန္တရာယ်ကြုံလို့ရှိရင်လည်းပဲအားပေးစကားပြောတယ်နော်အားပေးစကားပြောတယ်ဘေးရန်နေပေါ်လာလို့ရှိရင်လည်းစွန့်ပြီးတော့မသွားဘူးခုနဝက်ဝံကတွေ့တဲ့အခါမှာထွက်ပြေးသွားတာမျိုးမလုပ်ဘူးတဲ့နော်အဲ့မျိုးမလုပ်ဘူးနောက်တစ်ခါသူ့ရဲ့သားစဉ်မြေးဆက်မြေးမြစ်တီတွတ်ထီအောင်
နော်အလေးပေးပြီးဒါငါမိတ်ဆွေရဲ့ဒါငါမိတ်ဆွေရဲ့မြည်ကလေးဆိုပြီးတော့စောင့်ရှောက်မှုပြုတယ်တဲ့အဲ့ဒါလို့ဆိုရင်မြောက်အရာဟာလုံခြုံသွားတာဖြစ်ပါတယ်အောက်အရာလုံခြုံဖို့အတွက်ဘယ်လိုစီမံချက်ဆောင်ရဒါမြတ်စွာဘုရားကတန်ဝိဒါနဆို project လို့ခေါ်တယ်နော်စီမံမှုတွေ project အနေနဲ့စီမံတာ